ကျွန်တော်တို့ရဲ့ကလောမျိုးမှာတောင်ကုန်းတောင်တန်းလေးတွေရှိပါတယ်အခုဆိုရင်မိုးရသည်ကိုလည်းရောက်ရှိလာတော့မှာပါနောက်ပြီးတော့နေတာတဲ့နေ့တစ်နေ့ကိုလည်းရောက်ရှိလာပါပြီအဲ့ဒီချိန်မှာပန်းပွင့်လေးရပွင့်လာတော့လူစုမယ်လူစုမယ်လူစုမယ်ပြီးတော့